ကဲဒီမှာချစ်တော်လေးတွေပွင့်ပါပြီဒီနေ့အများကြီးတော့ကောက်ထားတယ်ဖက်လေးနွားပြီးတော့ဒီလိုလေးတွေနေလန်းပါမယ်နေလန်းဖို့တင်ပြီးသွားပါပြီကြော်စားစားချက်စားစားအချင်းချက်စားစားငြိုသီးလေးနဲ့ကြော်စားစားအရန်ကိုစားကောင်းတော့ပါရှင်ဒီအဖက်လေးတွေကိုလည်းပြုတ်ပြီးတုပ်စားလို့ရတယ်လို့ပြောတယ်တခါမှတော့မစားဘူးဖက်လေးတွေကိုပြုတ်ပြီးတုပ်စားရလို့ရှိလားရှင်တုပ်စားဖို့ရလို့ရှိပါသလားရှင်နိုင်ငံပြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ပြည့်စုံကြွယ်ဝလူတရသောနေ့ရက်လေးဖြစ်ပါစေရှင်